ခေတ်ရာလီပြောင်းသွားခဲ့ပေမဲ့တချို့ပတိဆရာတွေနဲ့တို့ရောက်ချီကားတွေထဲမှာတော့ခေဟောင်းကအတိတ်ပုံရိပ်တွေထဲမှာပဲတပွဲလဲလဲဖြစ်လို့နေတတ်ကြပါတယ်ဒီတစ်ခါကျွန်တော်ပြောပြပေးမှာကတော့အလဲခေတ်နှလုံးသားနဲ့ဗစ်တိုးရီယန်ပတိဆရာတယောက်ကြောင့်ပါစစ်ပွဲနဲ့လူဒန်းစားပြိပက္ခတွေကြီးပဲပြင်းထန်လို့နေခဲ့တဲ့အလဲခေတ်တစ်လျှောက်လုံးမှာချစ်ချင်းမေတ္တာတရားဆိုတာကတော့လူသားတိုင်းအတွက်အတောင်းတဆုံးအရာတစ်ခုလည်းဖြစ်ခဲ့ပါတယ်အဲ့ဒီအကြောင်းအရာတွေကိုထင်ဟပ်နေစေတဲ့ဒီပတိကားတွေထဲမှာတော့အလဲခေတ်ရဲ့စစ်ပွဲတွေကြားကတာဝန်နဲ့တစ္ဆာတရားအလွမ်းအဆွေချစ်ချင်းရဲ့တင်ကေတာတွေကိုအပြည့်အဝဟောကျူးလုပ်ထားပါတယ်။ဒီအခိုလာတွေ The Shadow, Godspeed အစရှိတဲ့ဒီပတိကားတုံးကားလုံးဟာဆိုရင် Victorian ခေတ်ကြီးစရာတောက်ဖြစ်တဲ့ Edmond Blair လိုက်ထုံကဖန်တီးခဲ့တာဖြစ်ပြီးတော့တူဘာတစ်လျှောက်လုံးလည်းအခြေဆက်လမ်းနောက်ခံပတိကားတွေကိုဒါဖန်တီးရင်းနေထိုင်သွားခဲ့သူလည်းဖြစ်ပါတယ်။အထူးသဖြင့်အလဲခေတ်ရဲ့အခြေဆက်လမ်းနောက်ခံပတိကားတွေကိုဒါအများဆုံးဖန်တီးလေးချိခဲ့တာကြောင့်18ရာစုအင်္ဂလန်ပြည်ပကြီးလောကရဲ့ပကြီးဆရာတွေကြားမှာအလဲခေတ်နှလုံးသားနဲ့ဗစ်တိုးရီယန်ပကြီးဆရာတယောက်အဖြစ်နေထိုင်သွားခဲ့ပါတယ်။